ဇွန်ဘီတွေဟာတကယ်တော့ရေတောင်းတဲ့လူသားတွေဖြစ်ဟန်ဆောင်နေကြတာပါပဲဘာမှမသိရှာတဲ့အမျိုးသမီးဟာတကားကိုဖွင့်ပေးတော့မဲ့ဆဲမှာပဲကံကောင်းထောက်မစွာနဲ့အရေးကြီးတဲ့အချိန်မှာသူမဟာငုံကြည့်လိုက်ရင်ဘေးနားကခွက်တစ်ခုကိုမတော်တဆကန်မိသွားပါတယ်သူမဟာအမျိုးသားရဲ့လက်ချောင်းတွေကြားမှာတွေးဆုံနေတာကိုမထင်မှတ်ပဲမြင်လိုက်ရပါတယ်အဲ့ဒီနောက်ဇွန်ဘီတွေဟာပုံမှန်ထက်ပိုပြီးရင်ငက်လာတတ်တယ်ဆိုတဲ့အစိုးရရဲ့ထုတ်ပြန်ချက်ကိုသူမချက်ချင်းသတိရသွားပါတယ်ဒါကြောင့်အဲ့ဒီအမျိုးသမီးဟာကြံနေတဲ့ရေတွေကိုအဲ့ဒီအမျိုးသားရဲ့ရှေ့တင်မှာပဲတွန်းချလိုက်ပါတယ်ထင်ထားတဲ့အတိုင်းပဲဇွန်ဘီဟာသူ့ရဲ့ဟန်ဆောင်မှုကိုချက်ချင်းပဲဖယ်ရှားလိုက်ပါတော့တယ်အဲ့ဒီနေ့မှာပဲတိုက်ခန်းထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုဖြစ်ပွားခဲ့ပါတယ်လူတိုင်းဟာကိုစီမကောင်းတဲ့ရည်ရွယ်ချက်တွေကိုစီရှိနေကြပါတယ်သူတို့ထဲမှာဆရာဝန်ဟာကုံတိုက်ကနေရိတ်ခါတွေတွားဆူဆောင်ဖို့အတွက်လူတွေကိုငွေအများကြီးပေးပြီးငှားရမ်းခဲ့ပါတယ်တိတ်မကြခင်မှာပဲဇနီးမောင်နှံနှစ်ယောက်ဟာဒီလေးလံတဲ့တာဝန်ကိုယူခဲ့ကြပြီးရဲအရာရှိတွေဖြစ်တဲ့ဂျန်နဲ့လီဆာတို့ကလည်းတွားဖို့အတွက်သဘောတူခဲ့ကြပါတယ်ဒါဟာဆရာဝန်ဖြစ်ချင်နေတဲ့ရလဒ်အတိအကျပါပဲတကယ်တော့ဗိုင်းရပ်စ်မပြန့်ခင်ကတည်းကဂျက်ဟာဆရာဝန်ကသူ့ဇနီးကိုတတ်ခဲ့တာကိုရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်ယောဂပိုးထိန်းချုပ်တဲ့ကာလပြီးသွားတာနဲ့သူဟာဥပဒေအရအပြစ်ပေးခံရမှာတေချာပါတယ်ဒါကြောင့်သူကဂျက်ကိုဇွန်ဘီတွေကပဲရှင်းပြစေချင်နေတာပါသူတို့ဟာတိတ်မကြခင်မှာပဲထွက်ခွာသွားကြပါတယ်သူတို့နောက်မှာတော့ဆရာဝန်တွေကတကားမကြီးကိုဝုန်းခနဲ့ပိတ်ပစ်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကတော့ဒီအဖွဲ့ရဲ့ခီးစဉ်ဟာပုံမှန်ထက်ပိုပြီးတော့ကိုချုံမွေ့နေတာပါပဲအဲ့ဒီအချိန်မှာပဲလီဆာဟာငွေရှင်းကောင်တာတွေနားကနေထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်စစ်ဆေးပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာအဲ့ဒီမှာပုံနေတဲ့ကုန်တိုက်ဝန်ထမ်းတွေကိုတွေ့ခဲ့ရပါတယ်တစ်ဖက်မှာလည်းတခြားသူတွေဟာမြေပြင်ပေါ်ကတွေးကွက်တွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီဇနီးမောင်နှံနှစ်ယောက်ဟာအရန်ကြောက်ပြီးချက်ချင်းထွက်ပြေးသွားကြပါတယ်ဒါပေမဲ့ဖုန်းကင်ထားတဲ့ဒေးဗစ်ကတော့ဇွန်ဘီတွေရဲ့မှတ်တမ်းကိုရအောင်ရိုက်ဖို့ဆုံးဖြတ်ထားပါတယ်ဒါပေမဲ့သူ့အထဲကိုဝင်သွားပြီးဇွန်ဘီတကောင်ကိုတကယ်မြင်လိုက်ရတဲ့အခါမှာတော့ကြောက်လန့်တကြားနဲ့တောင်းကြီးဖြစ်သွားပါတော့တယ်ကံကောင်းတာကသူနဲ့အတူဝင်လာတဲ့ကားကဒေးဗစ်ကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇွန်ဘီတွေမမိခင်မှာပဲသူတို့ဟာကုန်တိုက်ထဲကနေပြေးထွက်လာနိုင်ခဲ့ပါတယ်ပစ္စည်းတွေအများကြီးနဲ့အတူအဲ့ဒီအဖွဲ့ဟာအဆောက်အုံကိုပြန်ရောက်လာပါတယ်ဒါပေမဲ့အထက်ကအန်နာကတော့ဘယ်သူမှအကိုက်မခံရဘူးဆိုတာကိုမယုံကြည်နိုင်ဖြစ်နေပါတယ်သူမဟာတကားဖွင့်ပေးဖို့ကိုစွတ်အတင်းညှင်းဆန်နေပါတယ်ဘာလို့လဲဆိုတော့ဒီမျိုးသမီးဟာလူသားရောင်ဆောင်ထားတဲ့ဇွန်ဘီတကောင်နဲ့ခုနတင်မဲ့ရင်ဆိုင်ခဲ့ရလို့ပါပဲဆရာဝန်ဟာဇွန်ဘီတွေကိုဆွဲဆောင်ဖို့အတွက်အဲ့ဒီအချိန်မှာတမင်တကာစုညံတန်တွေလုပ်ပါတယ်ကံကောင်းတာကကျဲရဲ့တငယ်ချင်းမက်ခါဟာမိန်းကလေးငယ်လေးတယောက်နဲ့အတူရောက်လာခဲ့ပါတယ်လူတိုင်းအာယုံလွဲနေတော့မှပဲအဲ့ဒီမိန်းကလေးကတကားကိုခံထားတဲ့တမျက်စီးကိုဖယ်လိုက်ပါတယ်နောက်ဆုံးမှာတော့တန်ရှင်းရေးဝန်ထမ်းဟာအထက်ကိုဝင်လာပြီးသူ့ရဲ့ဒေါသတွေကိုပောက်ကွဲပါတော့တယ်နောက်ဆုံးမှာတော့လူတိုင်းအထက်မှာအောင်မြင်ပုံနိုင်ခဲ့ပါတယ်ဆရာဝန်ကတမင်တကာစုညံတန်လုပ်တာကိုသိတဲ့အတွက်ချက်ဟာဒေါသကြီးနဲ့ဇွန်ဘီသွေးတွေကိုသူ့မျက်နှာပေါ်တုပ်လိုက်ပါတယ်ကံကောင်းတာကလီဆာကချက်ကိုကြားထဲကနေဆွဲခေါ်သွားပါတယ်ဆရာဝန်ဟာအရန်ကြောက်သွားပြီးရေချိုးဖို့အတွက်အပြေးလွှားသွားပါတော့တယ်ကံကောင်းထောက်မှစွာနဲ့ဘာပြဿနာမှမရှိဘဲနာယူဝက်လောက်ကုံဆုံးသွားပါတယ်ရက်ဆက်တဲ့ဆရာဝန်ဟာနောက်ပိုင်းမှာယောဂဆောင်ကြည့်နေတဲ့တင်ကြားရေးလက်ထောက်ကိုတွားရှာပြီးဗိုင်းရပ်စ်တွေထည့်ထားတဲ့ဆေးတောင်းတွေကိုရအောင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူဟာအဲ့ဒီဆေးရည်တွေကိုရေပေးဝေတဲ့စနစ်ထဲကိုထိုးသွင်းလိုက်ပါတယ်နောက်တစ်ရက်မှာတော့လူတိုင်းဟာရေတွေကိုထုတ်ယူပြီးတောက်ကြပါတယ်ဆရာဝန်ဟာသူ့ရဲ့အဓိကပြစ်မှတ်တွေဖြစ်တဲ့ဂျန်နဲ့လီဆာတို့ရေမတောက်တာကိုသတိထားမိသွားပါတယ်ဒါကြောင့်သူကသူတို့နှစ်ယောက်ကိုရေနှစ်ဘူးအတင်းပေးပါတယ်ဒါပေမဲ့ဒီလိုတန်တရားဖြစ်เสียကောင်းတဲ့စေတနာကြောင့်ဂျက်ဟာရေထဲမှာတစ်ခုခုမားနေပြီဆိုတာကိုရိပ်မိသွားပါတယ်ရေတောက်တော့မဲ့လီဆာကိုသူအမြန်တားလိုက်ပါတယ်သူ့ရဲ့အစီအစဉ်ပြတ်သွားတာကိုမြင်တဲ့အခါမှာတော့နောက်တစ်ရက်မှာဆရာဝန်ဟာသူတို့ရဲ့အထက်လူကြီးအကြောင်းဆွေးနွေးမယ်ဆိုတဲ့အကြောင်းပြချက်ကိုသုံးပါတယ်သူကအဲ့ဒီနှစ်ယောက်ကိုသူ့အိမ်ထဲဖိတ်ခေါ်ပြီးကြိုတင်ပြင်ဆင်ထားတဲ့ဖြော်ရည်တွေကိုတိုက်ပါတယ်ဒါပေမဲ့ကံကောင်းတာကတတိရှိတဲ့လီဆာဟာအဲ့ဒီဖြော်ရည်ကိုဆရာဝန်စီကိုပဲပြန်ပေးလိုက်ပါတယ်သူ့ရှိမှချထားတဲ့ဇွန်ဘီရေကိုစိုက်ကြည့်ရင်ဆရာဝန်ဟာခါးသီးတဲ့အပြုံးတစ်ခုကိုပြလိုက်ပါတယ်သူအဲ့ဒီရေကိုတောက်တော့မဲ့အချိန်မှာပဲဂျက်ကရှေ့ကိုတိုးလာပြီးသူတို့ရဲ့ဖြော်ရည်ခွက်တွေကိုလဲလိုက်ပါတယ်ဆရာဝန်ဟာရွေးချယ်စရာမရှိပဲသူတို့နဲ့အတူတောက်လိုက်ရပါတော့တယ်ဆရာဝန်ဟာအထဲမှာတော့အန်ထုတ်ဖို့အတွက်အိမ်သာစီကိုအမြန်ပြေးသွားပါတယ်နာယူဝက်ကြတဲ့အထိသူအပြင်ကိုထွက်မလာခဲ့ပဲနောက်ဆုံးမှထွက်လာပြီးဇွန်ဘီဗိုင်းရပ်စ်ကိုစပွဲပေါ်ယုံကြည်မှုအပြည့်နဲ့တင်လိုက်ပါတယ်သူတို့အခုနကတောက်ခဲ့တဲ့ဖြော်ရည်တွေထဲမှာဗိုင်းရပ်စ်ပါနေတာကိုသူတို့နှစ်ယောက်သိသွားကြပါတယ်ဆရာဝန်ကတော့သူအောင်မြင်သွားပြီလို့ထင်နေတာပါဒါတွေအားလုံးရဲ့နောက်ွယ်မှာသူရှိနေတယ်ဆိုတာကိုသူဝန်ခံလိုက်ပါတယ်ဒါပေမဲ့သူအံ့ဩသွားရတာကတော့ဂျက်ဟာဆေးတောင်းတတောင်းကိုထုတ်ပြီးစားပြလိုက်တာပါပဲ